UK ဘက်ကကြတော့တာမင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့အခြေအနေတရက်ကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်နားထောင်သွားကြပါအမေရိကန်နဲ့ဆိုင်ဥရောပနဲ့ပူးပေါင်းဆောင်ရွက်တာက UK အတွက်ပို့ပြီးတော့အကျိုးရှိတယ်။ကြောင့်ဥရောပရဲ့ single market ထက်ကိုပြန်ဝင်မယ်ပေါ့။သူ Brexit ဥရောပကထွက်လာတာ10နှစ်ရှိပြီအဲ့ဒီအချိန်ကာလမဟုတ်တော့ဘူးပေါ့။ပြောချင်တာဥရောပနဲ့ပြန်ပေါင်းမယ်ဆိုတော့ပြန်ပေါင်းထုတ်မယ်ကိစ္စပေါ့။ပြီးတော့ဒီအတိတ်သမုဒ္ဒရာလုံခြုံရေးအတွက် UK ကစစ်တပ်လှုပ်မှာပေါ့ဗျာ။နော်။စစ်သည်မော်ကြီးတွေလှုပ်မယ်ကာကွယ်မယ်ပေါ့။ဥရောပနဲ့ပေါင်းပြီးတိုးနဲ့ပေါင်းပြီးတော့တူတူကလှုပ်မယ်ပေါ့။အခါအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘက်ကပြောတာကကြတော့မဟာမိတ်တွေအားလုံးကသူ့ကိုအားကိုးနေလို့မရဘူးကိုကမဟာမိတ်တွေအားကောင်းမှုလို့တယ်မဟာမိတ်ပဲအားကောင်းမှသူလည်းအားကောင်းမှဖြစ်တယ်အဲ့တော့မဟာမိတ်တွေကသူ့ကိုအမြဲတမ်းဘေဘီစစ်တာလို့ပေါ့ကဲရတိတ်ကလို့အမြဲတမ်းသူစောက်ရှောက်နေစရာအကြောင်းမရှိဘူးပေါ့ဒါပေမဲ့သူကပြောရတာကအမေရိကန်ကဥရောပရဲ့သားတွေပေါ့နော်ဥရောပရဲ့ time ဖြစ်တယ်ပေါ့ဥရောပရင်သွေးဖြစ်တယ်ပေါ့ပြောချင်တာကဥရောပကရွှေ့ပြောင်းတဲ့လူတွေကအမေရိကန်ကိုတိစောက်ထားတာပေါ့အဲ့တော့သူပြောရတဲ့အမေရိကန်ဆိုတာဥရောပလူအမေရိကန်ကိုပြောတာပေါ့ဒါပေမဲ့အမှန်ကအမေရိကန်ကတကဘာလုံးကလူတွေရွှေ့ပြောင်းပြီးရောက်နေပြီလေအဲ့တော့အမေရိကန်ဆိုတာကဘာကြီးရဲ့သားတွေပဲဖြစ်ရမှာဒီကဘာကြီးရဲ့ရင်သွေးတွေပဲဖြစ်ရမှာအဲ့ဒါတော့ဒါအမေရိကန်နိုင်ငံကြီးလောကမှာဆက်လက်ပြီးအငင်းပွားကြမယ်သဘောရှိပါတယ်သူတို့လည်းရွှေ့ပြောင်းလာတယ်ကိုလည်းရွှေ့ပြောင်းလာတာချင်းအတူတူသူတို့ပဲအမေရိကန်ဖြစ်ပြီးနောက်မှရွှေ့ပြောင်းလာတဲ့လူတွေကအမေရိကန်မဟုတ်ဘူးဆိုတဲ့စဉ်းစားမှုကတော့ဒါအမေရိကန်နိုင်ငံကြီးမှာအမေရိကန်နိုင်ငံသားတွေပဲဖြည့်ရှင်ရမယ့်ကိစ္စပေါ့ဒါကြောင့်ကျွန်တော်တို့ကအဓိက focus က independent ကိုလုံးမှာပါဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံက independent ဖြစ်ပြီလားအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဟာစစ်ရေးမှာ independent ဖြစ်ပြီလားမဖြစ်ပါဘူးတရုတ်ကိုအားကိုးနေရစေပါရုရှားကိုအားကိုးနေရစေပါငွေကြေး finance စီးပွားရေးမှာ independent ဖြစ်ပြီလားမဖြစ်သေးပါဘူးတရုတ်ကိုအားကိုးနေရစေပါရုရှားကိုအားကိုးနေရစေပါတကယ်ကျွန်တော်တို့နိုင်ငံကဒီတန်ရေးတမန်ရေးမှာရော independent ဖြစ်ပြီလားမဖြစ်ပါဘူးတရုတ်ရုရှားရဲ့အမိခိုးနဲ့အကာအကွယ်ကိုယူနေရစေပါကျွန်တော်နိုင်ငံ data အချက်လက်ရှိလားဘာမှမရှိပါဘူးဘာမှလည်းမရှိပါဘူးတရုတ်ကျွန်တော်နိုင်ငံမှာဤပညာအချက်လက်ရှိလားမရှိပါဘူးတကမ္ဘာလုံးကပစ္စည်းတွေဝယ်သုံးနေရစေပါအဲ့တော့ကျွန်တော်နိုင်ငံမှာစီးပွားရေးလွတ်လပ်မှုရှိလားမမေကိုပဲနဲ့ကင်းလို့မရှိပါဘူးတရုတ်ပစ္စည်းတွေသွင်းလိုက်နေဇက်ကပစ္စည်းသွင်းလိုက်ယူရီးယားပစ္စည်းကမောက်ကိုသွင်းလိုက်နိုင်ငံတကာကနေရေနံတွေဓာတ်ဆီတွေလောင်စာဆီတွေဝယ်လိုက်ဤပညာတွေဝယ်လိုက်လက်နက်တွေဝယ်လိုက်အကုန်လုံးသူများအောင်မြကိုနေရတာပါဒါဆိုမြန်မာနိုင်ငံနှစ်90ရှိပြီနော်စွမ်းအင်လုံးကြုံရေးရှိသလားမရှိပါဘူးမြန်မာနိုင်ငံမှာလက်စစ်မီလည်းမရဘူးလက်စစ်မီတွေလိုအပ်တဲ့အခြေခံဖြစ်တဲ့လောင်စာဆီအလုံးနဲ့နိုင်ငံခြားကတင်သွင်းနေရစေကိုပိုင်နဲ့မထုတ်လုပ်နိုင်ဘူးမတော်တဆလားတရုတ်ကဒီမပေးတော့ဘူးဆိုရင်အကုန်ဒုက္ခရောက်တော့မှာကိုယ်နိုင်ငံမှာရှိတဲ့ဒီရေအားလက်စစ်တွေကိုလည်းတရုတ်ကပဲရောင်းစားတာကိုယ်နိုင်ငံကိုမပေးဘူးအဲ့တော့မြန်မာနိုင်ငံမှာလူတွေလက်စစ်မီလည်းပုံမှန်မရအောင်ဒါဆိုစွမ်းရည်လွတ်လပ်မှုရှိလားစွမ်းရည်လွတ်လပ်မှုလည်းမရှိဘူးတည်င်းအချက်လက်လွတ်လပ်မှုရှိလားတည်င်းအချက်လက်ကတော့လွတ်လပ်စွာမရှိဘူးဆိုတာလူတိုင်းသိပြီးသားပဲဒါလွတ်လပ်စွာပြောလို့လည်းမရဘူးရေးလို့လည်းမရဘူးအကုန်လုံးဖမ်းနေတာအဲ့တော့မြန်မာနိုင်ငံလွတ်လပ်ရလာတာအခုနှစ်ဘယ်လောက်ရှိပြီလဲနှစ်90ကျော်ပြီ89နှစ်လား88နှစ်လားရှိ95နှစ်ပဲရှိပြီထားပါတော့အဲ့မြန်မာနိုင်ငံကတခုမှဘာမှမလွတ်လာသေးဘူးလို့ဒီနှစ်90ကြာဘယ်သူတွေအုပ်ချုပ်နေလဲစစ်အာဏာရှင်က90ရာခိုင်နှုန်းအုပ်ချုပ်တာဒါဒီဥနုအစိုးရက48ကနေ62ဆိုတော့50 12နှစ်လောက်ပဲအုပ်ချုပ်လိုက်တာအဲ့တော့ဒီစစ်တပ်အုပ်ချုပ်လိုက်တဲ့အခါမှာမြန်မာနိုင်ငံမှာလွတ်လပ်ရေးမှမရှိတာလွတ်လပ်ရေးဆုံးရှုံးနေပြီအဲ့ဒါကိုသဘောတူပါသလား Yes or noမြန်မာနိုင်ငံမှာစွမ်းရည်လုံခြုံမှုလည်းမရှိဘူးလွတ်လပ်မှုလည်းမရှိဘူးမြန်မာနိုင်ငံကဘာမှ independent မဖြစ်ဘူးဘာလွတ်လပ်ရေးမှမရှိဘူးအဲ့ဒါကိုလက်ခံပါလား Yes or noအခုထိစွမ်းအင်နဲ့ပတ်သက်လာလဲသူများနိုင်ငံကိုမိခိုနေရစေပဲဝယ်နေရစေပဲအဲ့နိုင်ငံတွေကမရောင်းတော့ဆိုဘယ်လိုလုပ်မလဲအခု
ဘာကြောင့်ဒီစကားကိုကျွန်တော်ပြောလဲဆိုအခုကျူးဘားကိုအမေရိကန်ကလက်တွေ့ပညာပေးလိုက်ပြီကျူးဘားကိုသွားတဲ့ရေနံတွေသင်္ဘောတွေအားလုံးကိုအမေရိကန်ပိတ်ဆို့လိုက်တဲ့အခါမှာကျူးဘားနိုင်ငံမှာလေရင်စီတွေမရှိတဲ့အတွက်ကျူးဘားနိုင်ငံသွားတဲ့လေဆိပ်ကနိုင်ငံတကာလေကြောင်းတွေအကုန်ရပ်ဆိုင်သွားပြီကျူးဘားနိုင်ငံမှာလက်စင်ပြီးပေးစရာလည်းမရှိတော့ဘူးအဲ့တော့စွမ်းအင်ကိုသူများမှီခိုနေရတာလေစွမ်းအင် security ဆိုတဲ့လွတ်လပ်မှုမရှိဘူးဥမြန်မာနိုင်ငံလည်းသူများပိတ်ဆို့လိုက်ဘယ်သူမှမရောင်းတော့ဘူးဘယ်လိုလုပ်ကြမလဲမပြေရလူတွေအဲ့ဒီအတွက်စစ်အာဏာရှင်တွေပါထိုင်လုံးနေလေစီးပွားရေးလွတ်လပ်ခွင့်ရှိလားမရှိဘူးအခုဒီတရုတ်ပစ္စည်းတွေနဲ့ဆက်လက်ဝယ်နေရဆဲပဲထိုင်းပစ္စည်းတွေမှသွင်းနေရဆဲပဲတနိုင်ငံလုံး import တွေကြီးပဲရှိနေတာဘာမှပြောဘာမှမထွက်ဘူးအဲ့တော့စီးပွားရေးကလည်းမလွတ်လပ်ဘူးတိုက်ပြည်ရဲ့အခြေခံအစားအသောက်တွေလည်းတခုမှမလွတ်လပ်ဘူးပြောချင်တာကဆန်တော့အပြည့်အဝရှိတယ်လို့ပြောတယ်ဒါပေမဲ့စားအုံးစီနိုင်ငံခြားမှာနေရဆဲပဲဘာမှမလွတ်လပ်ဘူးကဲ data အချက်လက်မြန်မာနိုင်ငံမှာ data security ရှိလားမရှိဘူးအကြောက်ကြားဖြန့်နေလုပ်ချင်တိုင်းလုပ်နေတာလေပြည်သူတွေရဲ့ data တွေပြည်သူတွေရဲ့အချက်လက်တွေအားလုံးလူတိုင်းခိုးကျင်တယ်လို့ခိုးကူးကျင်တယ်လို့ကူးလှုပ်ချင်တယ်လို့လှုပ်ဆဲကျင်တယ်လို့ဆိုလုပ်နေတာ data လည်းမလွတ်လပ်ဘူးဥသူပြောတဲ့ information သတင်းချက်လက်ပိုးတော်ဆိုးသွားပြီသတင်းချက်လက်တော့ဘာမှလွတ်လပ်မှုမရှိဘူးသူပြောတဲ့ space technology လွတ်လပ်ဖို့နေတာ space ဆိုတာကြားတော်ကြားဘူးရလားလို့မေးရမယ်မြန်မာနိုင်ငံမှာရှိတဲ့အာဂတရင်မှုလည်းတယောက်မှမထွက်ဘူးအာဂတကိုဂျိုဒုလှုပ်ဖို့လည်းတစ်ခါမှမစဉ်းစားဘူးဂျိုဒုပညာရှင်လည်းအကြောင်းမှလည်းမသိပေးဘူးအဲ့ဒါမွေးထုတ်တာလည်းမရှိဘူးအာဂတ agency လည်းမရှိဘူးမြန်မာနိုင်ငံမှာအာဂတလွတ်နိုင်တဲ့ဤပညာလည်းမရှိဘူးတစ်ခါမှစစ်ကောင်စီစဉ်လည်းမစဉ်းစားဘူးစစ်ရေးလို့လက်ချက်မြန်မာနိုင်ငံမှာစစ်ရေးဤပညာတွေအလုံးလွတ်လပ်လားမလွတ်လပ်ဘူးလေကိုယ်နိုင်ငံကိုမကာကွယ်နိုင်ဘူးမြန်မာနိုင်ငံလေကြောင်းရန်ကာကွယ်ရေးကမနေ့တနေ့ကမှလက်နက်ကင်လာတဲ့ PDF တွေရဲ့ drone တွေရန်အောင်တော့မကာကွယ်နိုင်ဘူးမနေ့တနေ့ကပဲမန္တလေးနန်းတွင်းကိုပြစ်လိုက်တဲ့ဒီဘယ်လိုပြောမလဲ short တိုက် drone ရန်လည်းမကာကွယ်နိုင်ဘူးမနေ့တနေ့ကပဲမြစ်ကြီးနားလေဆိပ်ကိုပြစ်ထည့်လိုက်တဲ့ drone တွေရန်လည်းမကာကွယ်နိုင်ဘူးအော်မြန်မာနိုင်ငံဟာလာဟင်းလင်းကြီးသူကပြည်တွင်းမှာတာသူကဂန်းကျဲနေတာ PDF တွေနဲ့တိုင်းသားတွေဂန်းကျဲနေတာနိုင်ငံတကာလာတိုက်ရင်အမေရိကန်ပဲတိုက်တရုတ်ပဲတိုက်ရုရှားပဲတိုက်နောက်ဆုံးထိုင်းရပဲလာတိုက်ဟုတ်ဘာမှမကာကွယ်နိုင်ဘူးအချိန်မျိုးမင်းအောင်လိုက်အိမ်ကိုဘုံလာကျဲလို့ရတယ်အချိန်မျိုးမြန်မာနိုင်ငံရဲ့တိုင်းစစ်ဌာနချုပ်တွေကိုတခြားနိုင်ငံတွေဘုံလာကျဲလို့ရတယ်အချိန်မျိုးမြန်မာနိုင်ငံရဲ့နိုင်ငံတကာလေဆိပ်ကိုသူများဘုံလာကျဲလို့ရတယ်ဘာမှမကာကွယ်နိုင်ဘူးလေကြောင်းရန်ကာကွယ်ရေး golden dome လည်းမရှိဘူးလေကြောင်းကာကွယ်ရေးစနစ်လည်းမရှိဘူးဆိုတာကမနေ့တနေ့ကမှလက်နက်ကင်လာတဲ့လောက်လေးကွာလောက်ပဲအစင်းနဲ့ကင်လာခဲ့တဲ့ PDF တွေပြစ်နေတဲ့ short တိုက်တုံးရန်ကိုတော့မကာကွယ်နိုင်ဘူးအဲ့တော့မြန်မာနိုင်ငံဒီစစ်ရေးရလဲ independent မဖြစ်ပြဘူးတန်ရေးတမန်ရေးပိုးဆိုးသွားပြီအုတ်ချုပ်ရေးလွတ်လပ်မှုရှိလားမရှိဘူးလေအခုပဲချိမင်းအောင်လိုင်းကိုတို့ကသမရပေးမလို့ဘူးတရုတ်ကပြောတယ်တဲ့အဲ့တော့ညိုစောကိုသမရတင်မယ်လို့တရုတ်ကပြောတယ်တဲ့အဲ့တော့ညိုစောကသမရဖြစ်မယ်တဲ့ခင်ကြီးကဒုတိယသမရဖြစ်မယ်တဲ့မင်းအောင်လိုင်းကအဲ့ဒါကြောင့်သူကတိုင်ပင်ခံဥက္ကဋ္ဌလုံးမှာတဲ့ဒါဆိုရင်မြန်မာနိုင်ငံမှာအစုဒီရွေးကောက်ပွဲလုပ်ပြီးတော့သမရခက်မှာတော့တရုတ်ကဆုံးဖြတ်ပေးနေရတဲ့သဘောရှိနေတယ်ဆိုရင်မြန်မာနိုင်ငံမှာနိုင်ငံရေးရရောအုပ်ချုပ်ရေးရလွတ်လပ်မှုမရှိဘူးဒါဆိုမြန်မာနိုင်ငံကလွတ်လပ်ရေးဆုံးရှုံးနေပြီလေကဲဒီစစ်တပ်တိုင်းပြည်ကိုကာကွယ်နိုင်လားလက်ရှိမင်းအောင်လှိုင်စစ်တပ်တိုင်းပြည်မှာဘတ်ဂျက်တွေအများဆုံးသွားတာနိုင်ငံခြားစစ်တပ်မပြောနဲ့မနေ့တနေ့ကမှလက်နက်ကင်နေ PDF တွေကိုလည်းမနိုင်ဘူးAAလည်းမနိုင်ဘူးအေးမလိမ်ပြန်လည်းမရှိဘူးနော် KIA လည်းမနိုင်ဘူးအဲ့တော့တိုင်းပြည်ကိုလည်းမကာကွယ်နိုင်ဘူးဒီစစ်တပ်ကြီးကတိုက်ပြည်ပြီးတော့ကိုယ့်အချင်းချင်းပြန်ချနေတာဗျာမနေ့တနေ့ကမှစစ်တင်တန်းလဲ3-4လလောက်တက်လိုက်ပြီးတော့ဒီစိတ်တက်နဲ့တိုက်နေတဲ့ PDF တွေလည်းမနိုင်ဘူးအင်အားချိုးတက်နေတဲ့ PDF တွေလက်နက်ကင်တွေတိုက်နေတာလည်းမနိုင်ဘူးအရေးကြီးတာကနေပြည်တော်လဲဘုံကျဲခံရတယ်စစ်ဌာနချုပ်တွေလည်းအသိမ်းခံရတယ်အခုမန္တလေးနန်းတွင်းကိုလည်းရှော့တိုက်တုံးနဲ့ပြစ်ခံရတယ်မနေ့တနေ့ကလေဒီကျင်းနာလေးစိတ်ကိုပြစ်ခံရတယ်
တောင်ငူလေးတဲ့စကားဆိုတစ်ချိန်လို့ပြည့်ခံနေရတာအဲ့တော့ပြည်တွင်းမှာရှိတဲ့ PDF တွေပြစ်တာတော့မခံနိုင်ပါလို့တရုတ်ကလာပြစ်မယ်ဗျာရုရှားကလာပြစ်မယ်ဗျာအမေရိကန်လာပြစ်ရင်သွားပြီးပေါ့ဗျာခင်ဗျာတစ်စက္ကန့်နဲ့တညနဲ့တနာရီနဲ့ခင်ဗျာမင်းအောင်လိုက်ကြမှာအဲ့တော့မြန်မာနိုင်ငံကလေချောင်းကြီးอ่ะမူကောင်းငင်ကြီးอ่ะပွင့်နေတယ်ဘာဒုံးကြီးစနစ်မှမရှိဘူးဒုံးကြီးကာကွယ်ရေးစနစ်လည်းမရှိဘူးလေချောင်းရင်ကာကွယ်ရေးစနစ်လည်းမရှိဘူးသူတို့ဒီချောင်းရင်ကာကွယ်ရေးတွေရှောက်ပြောထားတာပေါ့ဗျာတကယ်တမ်းအခုခေတ်မီတဲ့နည်းပညာလည်းတခုမှမရှိဘူးအဲ့တော့ကျွန်တော်နိုင်ငံက independent ဆုံးရှုံးနေပြီလွတ်လပ်ရေးဆုံးရှုံးနေပြီသဘောတူပါသလား yes or no ဒီမင်းအောင်လှိုင်တို့အုပ်စုကပြည်တွင်းမှာလက်နက်တွေအကြီးကျယ်ကင်ပြီးကန်ကျဲနေတာပေါ့ဗျာပြည်သူတွေကိုလက်နက်မရှိတဲ့ပြည်သူတွေကိုအနိုင်ကျင့်ပြီးရွေးကောက်ပွဲအတုတွေလုပ်ပြီးတော့လွတ်တော်အတင်းခေါ်မယ်ကန်ကျဲနေတာပေါ့ဗျာတကယ်တမ်းသူများနိုင်ငံနဲ့ရှင်လိုက်ရင်ကျွန်တော်နိုင်ငံကအကုန်ဆုံးရှုံးနေပြီသဘောတူပါလားအာဂါသနီးပညာဆိုတာရှိပြောရင်မြန်မာနိုင်ငံပညာရေးလောကမှာဘူးမရှိသေးဘူးအာဂတသမားလည်းဘယ်သူမှမရှိဘူးအာဂတနီးပညာသင်တာလည်းမရှိဘူးဂျိုတုနီးပညာလည်းသင်တာမရှိဘူးအဲ့တော့အာဂတကိုလွှမ်းမိုးရေးနိုင်ငံတကာကို data center တွေနဲ့လုပ်ရေး AI နဲ့လွှမ်းမိုးရေးတခုမှမရှိဘူးအဲ့တော့အဲ့တော့လွတ်လပ်ရေးဆုံးရှုံးနေပြီဆိုတာလေသူတို့ကတိုင်းပြည်ကိုဆက်အုပ်ချုပ်ခြင်းသေးတယ်လွတ်တော်ခေါ်ခြင်းသေးတယ်ဆိုဘယ်လိုလုပ်ကြမလဲတရုတ်က KIA ကိုမေးတယ်မင်းတို့မင်းအောင်လှိုင်စစ်တပ်ကိုနိုင်မလားအဲ့တော့သူကအထင်ကြီးပြီးမေးတာဗျာဟောနိုင်ငံရဲ့စစ်တပ်ဆိုတော့ဗျာဘယ်လိုပဲဖြစ်သူ့တိုင်းပြည်တော့သူကာကွယ်နိုင်မယ်ပေါ့ဗျာလေချောင်းရံနေအဲ့ဒါကိုအတွင်းသီးဖြစ်တဲ့ KIA ကပြောတယ်မကွာကွယ်နိုင်ဘူးတဲ့ဘာကြောင့်သူတို့သိတယ်လေဥပ short တိုက်တုံးနဲ့ပြည့်ရင်တော့သူတို့ပြည့်လို့ရနေတာဗျာဟုတ်တယ်မလားကျွန်တော်တို့ဘက်မှာနည်းနည်းလေးပတ်စံပူရှိနည်းနည်းလေးအဆင်ပြေသွားတာနဲ့သူတို့အကုန်သွားမှာဘာလို့ကျွန်တော်တို့မှာဒုံးကြီးအလုံးလောက်မရှိလို့ကျွန်တော်တို့ဘက်မှာသူတို့လိုဟယ်လီကော်ပတာဘာလဲဂျိုင်ရိုကော်ပတာလား၄-၅ စင်းလောက်ရှိပြီပွဲပြတ်နေတာကြားလာပြီအဲ့တော့ပြောချင်တာက EU ကပုံဖော်သွားတဲ့ independent ပေါ့မနေ့ကဒီဇူရစ်လုံခြုံရေးညီလာခံမှာ EU ခေါင်းဆောင်ပြောသွားတဲ့ independent ဆိုတာမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်လိုက်မြန်မာနိုင်ငံလည်းနိုင်ငံပဲလေအကုန်ဆုံးရှုံးနေပြီဘာမှမရှိတာဗျာအခုဒီနောက်ဆုံးကြားရတဲ့သတင်းအရပေါ့နော်သူတို့သမရအတင်မှုတော့တရုတ်သဘောမတူတဲ့အတွက်မင်းအောင်လှိုင်သမရမလုပ်ရဘူးဆိုတာသတင်းတာအမှန်ဆိုရင်ဘယ်လိုလုပ်ချပ်ဒါတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်ဒါသတင်းပဲရှိပါသေးတယ်တကယ်နဲ့လွတ်တော်ခေါ်တဲ့နေ့မှာမင်းအောင်လှိုင်သမရမဖြစ်ဘူးဆိုရင်ဟိုထွက်လာတဲ့သတင်းကအမှန်ပေါ့ပြောချင်တာကတရုတ်နိုင်ငံသမရကြီးတရုတ်အစိုးရကမင်းအောင်လှိုင်ကိုသမရလုပ်ခွင့်မပေးနိုင်ဘူးညူစောကိုသမရတင်ရမယ်ဆိုရင်တော့တွားပြီးပြီဗျာဟောမြန်မာနိုင်ငံမှာဘယ်သူသမရလုပ်ဘယ်သူကဒုတိယသမရလုပ်ဆိုတာတော့တရုတ်နိုင်ငံကဩဇာညောင်းတဲ့အဆင့်ကိုရောက်နေပြီဆိုရင်မြန်မာနိုင်ငံဟာ independent လွတ်လပ်ရေးဆုံးရှုံးသွားပြီလေအဲ့ဒီလွတ်လပ်ရေးဆုံးရှုံးတာကိုတိတိကြီးနဲ့တရုတ်ကိုလိုနီလုပ်ပြီးတော့မြန်မာနိုင်ငံကိုဒီကြံ့ဖို့တွေဒီလွတ်တော်တွေဒီမင်းအောင်လှိုင်စစ်တပ်တွေဗိုလ်ချုပ်တွေကဆက်ပြီးအုပ်ချုပ်ကြအောင်လို့လားလို့
ဖြစ်ချင်တာကကျွန်တော်နိုင်ငံမှာ2သိန်းရှင်ပြိုင်တယ်ဗျာဘူးသူတို့အသာစီးရလို့သူတို့ဘယ်လိုလုပ်ဗျာသူတို့ရွေးကောက်ပေးရတယ်သူတို့အနိုင်ယူဗျာသူတို့သမ္မတလို့ကျွန်တော်တို့ဝန်တာတယ်ဟုတ်တယ်လေကိုမနိုင်သေးလို့သူတို့နိုင်တာလေသူတို့အသိကိုအားပေးတဲ့လူတွေကလည်းဒါကိုထောက်ခံရမှာလေဒါပေမဲ့သူတို့အသာစီးနဲ့သူတို့လှုပ်ချင်တာလှုပ်သွားပြီးမှသူတို့စိတ်ကြိုက်ခေါင်းဆောင်ကသမ္မတလှုပ်လို့မရဘူးတရုတ်နိုင်ငံကသဘောမတူလို့မလှုပ်ရဘူးဆိုရင်သူတို့ကိုထောက်ခံတဲ့လူတွေအားလုံးကအဲ့ဒါကိုထောက်ပြပြောဆိုဖို့မစင်စားကြတော့ဘူးလားလို့ကျွန်တော်တို့ကသူတို့ကိုစားစိတ်မကောင်းဖြစ်ရတယ်စိတ်ဆိုးရတယ်အမှန်ကသူတို့ကိုထောက်ခံနေတဲ့ကြမ်းဖို့တွေသူတို့ကိုထောက်ခံနေတဲ့ဘူချုပ်တွေသူတို့ကိုထောက်ခံနေတဲ့အုပ်စုတွေကစိတ်ဆိုးရမှာလေဘာလို့သူတို့နိုင်ပြီလေဗျာကျွန်တော်တို့ကိုဘလူနီးနဲ့ပဲနိုင်ဗျာသူတို့နိုင်တယ်နိုင်လို့ဟိုဒီရွက်ကောက်ပွဲအတင်းလုပ်ပြီးသမ္မတလုပ်တယ်အဲကျွန်တော်တို့ကဝန်တာပေးရမှာဘာလို့သူတို့နိုင်လို့သူတို့ယူတာပေါ့အခုသူတို့နိုင်လို့သူတို့သမ္မတမလုပ်ရလို့တရုတ်ကသူတို့သမ္မတမင်းအောင်လည်းသမ္မတမလုပ်ခိုင်းဘူးအဲကြောင့်မလုပ်ရဘူးဆိုရင်သူတို့ကတော့စိတ်မဆိုးဘူးကျွန်တော်တို့ကစိတ်ဆိုးတယ်ဘာကြောက်လဲဒါကျွန်တော်နိုင်ငံရဲ့အချုပ်ချာအာဏာလေတရုတ်နဲ့ဘာဆိုင်လို့လဲ right ဟောသူတို့တွေကစိတ်မဆိုးဘူးဗျာကျွန်တော်တို့ကစိတ်ဆိုးနေရတယ်ဆိုတော့မဟုတ်တော့ဘူးလေသဘောတူပါသလားဥပမာသူတို့ရဲ့ကြက်ဖို့လွတ်တော်အမတ်ကိုတရုတ်ကသေတံပေးတာကိုကျွန်တော်တို့ကစိတ်ဆိုးတယ်ဘာလို့ကျွန်တော်နိုင်ငံသားကိုတရုတ်ကသေတံပေးစရာအကြောင်းမှမရှိတာဟုတ်တော့မလားအဲ့တော့ကျွန်တော်တို့ကစိတ်ဆိုးတယ်ဒါပေမဲ့သူတို့အုပ်စုကအဲ့ဒါကိုသူတို့မြန်မာနိုင်ငံသားသူတို့ကြက်ဖို့အမတ်ကြီးကိုမြန်မာနိုင်ငံလွတ်တော်ကိုစေသေတံပေးတာကိုသူတို့အုပ်စုကတယောက်မှစိတ်ဆိုးတာတွေကန့်ကွက်တာတွေပြောတယ်မကြားဘူးမထူးဆန်းနေဘူးလားဗျာကျွန်တော်တို့ကစိတ်ဆိုးတယ် right or not အခုလည်းဒီတိုင်းပဲလေမင်းအွန်လိုင်းကိုသူတို့ကျွန်တော်တို့တစ်ဖက်သက်နေဗျာဘလို့နိုင်ဗျာအနိုင်ယူသွားတယ်ပေါ့ဗျာညစ်ပက်ဒါပေမဲ့သူတို့နိုင်တဲ့အတွက်သူတို့သမ္မတလို့ကျွန်တော်တို့ကဝန်တာတယ်ဗျာမကြိုက်တယ်လေမတတ်နိုင်ဘူးလေအဲ့ဒါကိုသူ့ကိုသမ္မတလုပ်ခွင့်မပေးဘူးတရော့သဘောမတူလို့မလုပ်ရဘူးဆိုရင်ကျွန်တော်တို့ကစိတ်ဆိုးတယ်သူတို့လက်မခံနိုင်ဘူးဒါပေမဲ့သူတို့ဘက်ကလူတွေဘာလို့စိတ်မဆိုးကြတာလဲဘာကြောင့်ထုတ်မပြောရဲကြတာလဲဟာမတရုတ်လူဘာဝလို့မရဘူးဒါငါတို့နိုင်ငံဘာလို့စက်ဖို့ထောက်ခံတဲ့လူတွေကတော့မင်းအောင်လိုင်းထောက်ခံတဲ့အုပ်စုတွေမပြောကြတာလေကျွန်တော်တို့ချင်းချင်းပြဿနာတက်တာနောက်ကိစ္စလေဒါပေမဲ့တိုင်းပြည်နဲ့ချီရင်တော့ကိုယ်တိုင်းပြည်ကိုတရုတ်နိုင်ငံကလာချဲလင်းတာကိုကျွန်တော်တို့ပြောရမှာပဲလေကျွန်တော်တို့လည်းပြောမယ်သူတို့လည်းပြောရမှာဘာလို့သူတို့မပြောကြတာလဲအဲကျွန်တော်ရဲ့မိကုံအဲ့ဒီမိကုံသဘောတူပါသလား yes or noဟုတ်လေတိုင်းနိုင်ငံနဲ့ချီရင်သူ့ကိုမင်းအောင်လိုင်းကိုသမ္မတမလုပ်တရုတ်ကမလုပ်ခိုင်းတဲ့ကိစ္စကျွန်တော်တို့စိတ်ဆိုးတယ်ဘာကြောင့်ကျွန်တော်တို့နိုင်ငံတရုတ်ဝင်ဆွတ်เสียအကြောင်းမရှိဘူးလေသူတို့ကြတော့ဘာလို့စိတ်မဆိုးတာလဲအဲ့ဒါကိုကျွန်တော်မေးခွန်းခုမှဗျာကိုအိမ်မှာကိုညီကိုချင်းရန်ပြစ်ကြတယ်ထိုးကြကြတယ်ပတ်ဝန်းကျင်ကလာစေအားလာမလုပ်နဲ့လေကိုချင်းချင်းကကိုချင်းရဲ့ကိစ္စအဲ့သဘောပဲလေဒီချာလက်စဉ်းစားကြပါဦးဘာကြောင့်သူတို့ကိုထောက်ခံတဲ့လူတွေဘူဂျုတ်တွေကြက်ဖို့ကလူတွေသူတို့စီးပွားရေးခရိုနီတွေစိတ်မဆိုးကြတာလေအားလုံးကတရုတ်ရဲ့စပိုင်ဖြစ်နေကြလို့လားတရုတ်ထောက်လိုင်းကြီးဖြစ်ကုန်ပြီလားအဲ့တော့မြန်မာနိုင်ငံဟာindependent မရှိတော့ဘူးလွတ်လပ်ရေးဆုံးရှုံးနေပြီအဲ့တော့6800စားတွေကျွန်တော်လာပြောမယ်လीဘာကြောင့်တရုတ်ကိုပြန်ဝိုင်းမဆဲကြတာလဲလို့ဘာလို့တရုတ်ကိုဝိုင်းမကန့်ကွက်ကြတာလဲလို့အဲ့တော့လူကြီးမင်းတို့ရဲ့မင်းအွန်လိုင်းကိုသမ္မတလုပ်ခဲ့သူကမတားနေတယ်လို့ပြောနေတယ်လीကျွန်တော်တို့ကတော့လူကြီးမင်းတို့နိုင်တယ်ဗျာလူကြီးမင်းတို့ညစ်ပတ်တယ်လောက်တာကျွန်တော်တို့ကဘာမှအပြစ်မပြောလို့ဘူးမကြိုက်တာတော့မကြိုက်ဘူးပေါ့ဗျာဒါပေမဲ့တရုတ်ကပေးမလို့
လောက်ရဘူးဆိုတော့လူကြီးမင်းတို့အပြစ်ပြောရမှာလေဘာလို့အဲ့လူကြီးမင်းတို့ခေါင်းဆောင်လူကြီးမင်းတို့အားပေးရတဲ့မင်းအောင်လိုင်ကိုတရုတ်ကသမရပေးမလို့တာကိုလူကြီးမင်းတို့စိတ်မဆိုးကြတာလေလို့ဘာကြောင့်မကန့်ကွက်ကြတာလဲလို့အဲ့ဒါကျွန်တော်ရဲ့မေးခွန်းပါ6800စားများဖြည့်ပေးပါထောက်လန်းရေးများဖြည့်ပေးပါ